တထရဲ့ကလေးတွေကြောင်မသွားခင်စားသွားလို့ရအောင်ပူရီနဲ့အာလူပဲဟင်းလေးလှုပ်ဖြစ်လို့လုံနီးလေးမျှဝေပြစေရှင်။အဝင်ပစ္စည်းတွေကလည်းရိုးရှင်းတာမို့လို့ကိုချစ်ခင်ရတဲ့သူတွေကိုလှုပ်ကြွေးနေတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်နော်။အမအောင်ဆုံးအနေနဲ့ပူရီလှုပ်ဖို့အတွက်ဂျုံတစ်ခွက်ကိုသုံးပါမယ်။ရတာအနေနဲ့ကတော့စားနဲ့တကြားနဲ့ထည့်ပြီးတော့တမအောင်မွေပေးထားလိုက်ပါမယ်ရှင်။ဒီနေရာမှာကိုကတကြားမကြရင်လည်းမထည့်လို့ရပါတယ်။ရေကိုတော့ဖြည်းဖြည်းချင်းချိန်စားပြီးတော့ထည့်ပေါ့နော်။ရင်းနဲ့လက်တွေရမ်းကတ်လာပြီဆိုရင်တော့ထမင်းစားစွန်းနဲ့နှစွန်းလောက်စီကိုထည့်ပေးလိုက်ပါမယ်။အမကတော့တန်လွင်စီပဲရှိလို့တန်လွင်စီပဲထည့်လိုက်ပါတယ်။ပြီးတော့တော့ဂျုံကိုချောမွေသွားတဲ့အထိခမန်းကြီး15မိနစ်လောက်ထိနေပေးထားလိုက်ပါတယ်ရှင်။ပလတ်စတစ်နဲ့ပတ်ပြီးဂျုံနဲ့ထားတဲ့ချိန်မှာအာလူပဲဟင်းစားချက်ပါမယ်ရှင်။စီကတော့တန်လွင်စီပဲတုံးထားပါတယ်ရှင်။မအောင်ဆုံးအနေနဲ့ကြက်သွန်ဖြူကြက်သွန်နီတွေကိုမွေးနေအောင်စီတက်ပေးလိုက်ပါမယ်။စီတက်ထားတွေနွမ်းလာပြီဆိုရင်တော့နနွေးနဲ့ငှုပ်သီးရောင်နေမုံထည့်ပြီးတော့မီအေးနဲ့ကြော်ပေးထားလိုက်ပါမယ်။စီတက်ထားတွေကမွေးလာပြီဆိုရင်တော့ရေလေးနဲ့ထည့်ပြီးတော့အနစ်ကြေအောင်ရင်ချက်ပေးလိုက်ပါမယ်။အာလူပဲဟင်းတွေအရသာအနေနဲ့စားနဲ့ငှုပ်ကောင်းကိုထည့်ပါတယ်ရှင်။အနစ်ကျလာပြီဆိုရင်တော့နူးနေအောင်ပြုတ်ထားတဲ့အာလူနဲ့ရေစိမ်ထားတဲ့ပဲနီလေးကိုလည်းတစ်ခါတည်းထည့်ချက်လိုက်ပါတယ်။သူကနော်ပဲနဲ့အာလူတွေနူးဤသွားစေဖို့ရေထည့်မဆလာလေးတစ်စွန်းထည့်ပြီးတော့နူးနေအောင်ချက်ပေးထားလိုက်ပါမယ်ရှင်။အဲ့တန်ကရဝေးရွက်တို့ပြည့်တော်သိန်းတို့လည်းထည့်ချက်လို့ရပါတယ်နော်။ကရဝေးရွက်တွေပြည့်တော်သိန်းတွေမရှိလို့အိုးချကနီးမှာနန်းနန်းပင်နဲ့ငှုပ်သီးလေးပဲအုပ်လိုက်ပါတယ်ရှင်။အခုဆိုရင်တော့အာဟာရလည်းရမ်းပြေးဝပြီးတော့အီဆက်ပြည့်နေတဲ့အာလူပဲဟင်းလေးကစားဖို့ဆင်သင့်ဖြစ်ပါပြီရှင်။အာလူပဲဟင်းကလည်းအကျက်ဂျုံကလည်းနှက်လို့အပီကွက်တီပဲပေါ့နော်။ပြီးသွားပြီဆိုရင်တော့ဂျုံစားလိုက်ပါမယ်ရှင်။ကတ်အောင်လို့အောက်မှာဂျုံမုံလေးတွေဖြူလိုက်ပြီးတော့အလုံးလေးတွေညီစေဖို့အတွက်ဒီလိုမျိုးလေးအရင်ဆုံးဖြတ်ပေးလိုက်ပါတယ်ရှင်။လုံးကြီးသေးကိုတော့ကိုယ်စိတ်ကြိုက်လို့ရပါတယ်နော်။ပူရီကပွားဈေးတွေဘာတွေလည်းမတုံးထားဘူး။သူ့တဘာဝအတိုင်းလေးပဲဖောင်းဖောင်းလေးဖြစ်အောင်ကြော်ရမှာဆိုတော့ဂျုံကအရန်ထူလို့လည်းမရသလိုအရန်လည်းပါလို့မရပါဘူးနော်။လုံးလေးကိုအဝိုင်းလေးဖြစ်အောင်လှိမ့်ပြီးသွားပြီဆိုရင်တော့စီပူပူမှာထည့်ကြော်ပေးလိုက်ပါမယ်။ဒီကကြက်မှပူရီကဖောင်းတာပါနော်။စီကမကြက်ဘူးဆိုရင်ပူရီကဖောင်းမလာတာမျိုးဖြစ်တတ်ပါတယ်။အမလည်းအမြဲတမ်းလုံနေကြမဟုတ်တော့အရန်လှပနေအောင်တော့မကြွမ်းကျင်ပါဘူးရှင်။ကိုတက်တလောက်မှတက်လောက်လေးပြန် share ပေးတာမို့လို့ကိုချစ်ခင်ရတဲ့သူတွေကိုမိသားစုဝင်တွေကိုလှုပ်ကြွေးတာဆိုရင်တော့အဆင်ပြေပါတယ်။အခုဆိုရင်တော့တန်ဖိုးအဖြစ်လည်းအများကြီးမကုန်ကြဘူး။ပြရတာလည်းအရန်လွယ်ကူတယ်။စားလို့လည်းကောင်းပြီးတော့အာဟာရလည်းအရန်ပြေးဝတာမို့လို့အိမ်မှာပဲလှုပ်စားကြည့်လိုက်ပါနော်။ကိုကစီကျော်လုံးဝရှောင်ကျင်တာဆိုရင်တော့ပူရီနေရာမှာချက်ပါတီနဲ့တွဲစားလို့ရပါတယ်။စုပါရှင်ဘိုင်ဘိုင်